ရုတ်ဘက်ကပစ္စည်းတွေဝယ်ရင်တဲကားကို CBN နဲ့တွက်တာလား KG နဲ့တွက်တာလားဆိုတာကိုပြောပြပေးမယ် KG နဲ့ဘယ်ချိန်တွေတွက်လဲဆိုရင်စက်ပစ္စည်းကိုလေးလံတဲ့ပစ္စည်းတွေကုန်ကသေးပြီးတော့အရန်လေးတဲ့ပစ္စည်းဆိုရင်သူတို့က KG နဲ့တွက်တယ်တကယ်လို့ကုန်ပွားတွေခေါင်းလိုမျိုးပစ္စည်းရပွားပြီးတော့အလေးချိန်မရှိရဟာဆိုရင် CBN နဲ့တွက်တယ်ဒါကြောင့်မို့လို့ကိုယ်တယ်ပဲပစ္စည်းကကုန်ပွားလားကုန်ကျစ်လားဆိုတာကိုအရင်ဆုံးထည့်ရမှာဖြစ်ပါတယ်ကာကိုတွေကတော့လေးတဲ့ဆိုရင် KG နဲ့တွက်မှာဖြစ်ပြီးတော့ပွားတယ်ဆိုရင် CBN နဲ့တွက်မှာဖြစ်ပါတယ်သူတို့ဘက်ကအနာမရှိအောင်ပဲတွက်မှာဖြစ်ပါတယ်ဒါဆိုရင်လေချောင်းနဲ့တယ်မှာလားရေချောင်းနဲ့တယ်မှာလားဆိုတာကိုဆုံးဖြတ်လို့ရပါပြီလေချောင်းကတော့မြန်တယ်ဒါပေမဲ့ KG ကတွေစေးကြီးတယ်ရေချောင်းကတော့တက်တာတယ်ဒါပေမဲ့အရန်ကြာတတ်ပါတယ်ပစ္စည်းတစ်ခုကိုမှာယူရမယ်ဆိုရင်တရုတ်ဘက်ကဆိုင်ကိုအလေးချိန်တွေ CBN ဘယ်လောက်ရှိလဲဆိုတာကိုအရင်မေးထားတာကတဲကားနဲ့ပတ်သက်ပြီးတော့စိတ်ချရမှာဖြစ်ပါတယ်တရုတ်ပြည်ဟာပစ္စည်းတွေတွင်းတဲ့အခါသတိထားရမယ့်အချက်တွေကိုပုံမသိချင်ရင်လိုက်အောင် follow လုပ်ထားပါအောင်ကျေးဇူးတင်ပါတယ်